စာချုပ်ပါစီကန်းတွေကိုဖောက်မိရင်နှစ်ဆရော်ရမှာကိုသိပေမဲ့လည်းတရက်ကြိုတင်ပြီးမျက်နှာဖုံးချွတ်လိုက်မိတဲ့အင်းမြတ်သူရဲ့နောက်ွယ်ကအကြောင်းရင်းအားလုံးပဲမင်္ဂလာပါဘီယန်အောင် page လေးကနေကြိုဆိုလိုက်ပါတယ်။သမတ်စင်ကအစီအစဉ်မှာတရက်ကြိုတင်ပြီးတော့ရွှေသမီးဖြစ်ကြောင်းဝန်ခံလိုက်မိတဲ့အင်းမြတ်သူကတော့ပြန်ရော်ရတော့မလို့ဖြစ်နေပါပြီရှင်။လူတိုင်းကအမှားနဲ့မကင်းနိုင်ပေမဲ့တခြားသူတွေအဆုံးထိဖုံးကွယ်ထားကြတဲ့အချိန်မှာကိုအင်းမြတ်သူကတော့ရွှေသမီးမဆိုပြီးဖော်ကောင်လုပ်လိုက်မိပါတယ်။သမတ်စင်ကအစီအစဉ်ကမြန်မာနိုင်ငံမှာတာမကကမ္ဘာတဝန်းမှာပါအောင်မြင်တဲ့ reality TV show တစ်ခုပါဒီအစီအစဉ်ရဲ့အဓိကဆွဲဆောင်မှုကမျက်နှာဖုံးအောက်ကအတန်ရှင်ဟာဘယ်သူလဲဆိုတဲ့ဘေးအတီးဖြစ်လို့ပရိသတ်တွေကတပတ်ပြီးတပတ်အတန်တွေကိုနားထောင်ရင်ရင်ခုန်စွာနဲ့ခံမှန်းကြရပါတယ်။ဒါကြောင့်မလို့ဒီအစီအစဉ်မှာပါဝင်တဲ့အပြိုင်ပွဲဝင်အနုပညာရှင်တွေကတင်ကျက်တဲ့စီးမြင်စည်းကမ်းတွေကိုလိုက်နာရတာပါ။ဒီအစီအစဉ်ရုပ်သံလိုင်းကနေမထုံးလွှင့်ခင်အချိန်ထိမျက်နှာဖုံးမချွတ်ရသေးခင်အချိန်ထိကိုဟာဘယ်ဇက်ကောင်ဖြစ်တယ်ဆိုတာကိုလုံးဝဖွင့်ဟဝန်ခံခွင့်အရေးမတောင်ပြောပြခွင့်မရှိပါဘူးရှင်။အခြားအနုပညာရှင်တွေဆိုရင်ဒီလျှို့ဝှက်ချက်ကိုအစီအစဉ်ပြီးဆုံးတဲ့အထိအသေးချာဖုံးကွယ်ထားလေးရှိကြပါတယ်။ဒီလိုတင်းကျပ်တဲ့စီးမြင်စည်းကမ်းတွေရှိမှန်သိလျက်နဲ့ပေါက်ကြားသွားရတာကတော့အင်းမြတ်သူရဲ့ပွင့်လင်းပြီးဝမ်းသာပီတိဖြစ်လွယ်တဲ့စိတ်ထောင်ဘာကိုမှကြာကြာမဖုံးကွယ်ထားတတ်တဲ့စိတ်ထားလေးကြောင့်ပါပဲရှင်။သမတ်စင်ကအစီအစဉ်မှာရွှေသမင်းဝတ်ဆောင်လေးနဲ့ပါဝင်ခဲ့တဲ့အင်းမြတ်သူကကိုယ်တိုင်တီဆိုဖျော်ဖြေခဲ့ရတဲ့အချိန်လေးကိုအရန်သဘောကျပြီးပရိသတ်တွေကိုချက်ချင်းဝေမျှခြင်းစိတ်တွေတားမရစီးမရဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ပဲဒီအစီအစဉ်မလာခင်မျက်နှာဖုံးမချွတ်ရသေးခင်တရက်အလိုမှတင် Facebook စာမျက်နှာကနေ Hello ရွှေသမင်းဘယ်သူလဲသိကြပြီးဟုတ်ဆိုပြီးအစောကြီးကြိုတင် post တင်မိလိုက်ပါတယ်။ပို့ပြီးတေချာသွားအောင်ရွှေသမင်းကတော့မမျက်လေးဆိုတာဖုံးတာမရခဲ့လို့ host နဲ့ဆယ်လီစုံတောက်တွေကိုဖော်ကောင်ပြန်လုပ်ခဲ့ပါတယ်ရှင်းဆိုပြီးရွှေသမင်းဟာသူမဖြစ်ကြောင်းကိုယ်တိုင်ကိုယ်ကျအတိတလင်းဖွင့်ရဝန်ခံလိုက်မိပါတယ်။ရမားပြီးတင်လိုက်တဲ့အင်းမြတ်သူကပရိသတ်ကိုချစ်တဲ့စိတ်ပျော်ရွှင်စေခြင်းတဲ့စိတ်နဲ့အပြည့်ကင်းစွာရေးတင်လိုက်တာပါနော်။တကယ်တော့မျက်နှာဖုံးချွတ်ပြီးမှသာဒီစာကိုရေးရမှာဖြစ်ပေမဲ့ရမားပြီးတော့ရေးမိလိုက်ပါတယ်ရှင်။မျက်နှာဖုံးချွတ်ပြီးကလေးကတင်ထားခဲ့တာဖြစ်ပြီးရမားသွားခဲ့တာကြောင့်အင်းမြတ်သူကအလွဲကြီးလွဲသွားရပါတော့တယ်။တင်ပြီးတော့မှပဲရမားမှန်သိတာကြောင့်အင်းမြတ်သူကအလင်းမြန်ပြန်ဖြတ်လဲမမီတော့ပါဘူးနော်။ဆယ်လီစုံတောက်ကြီးတွေထက်အွန်လိုင်းစုံတောက်ကြီးတွေကပိုပြီးတွက်လက်တာကြောင့်ရွှေသမင်ကအင်းမြတ်သူဆိုတာကိုသိသွားကြပါတော့တယ်။ရွှေသမင်ကအင်းမြတ်သူဆိုတာကိုကြိုတင်သိသွားလို့ဒီအစီအစဉ်ကိုမကြည့်ချင်ကြတော့ဘူးဆိုပြီးလဲပြောနေကြတာပါ။စီးပွားရေးအရာယင်းနှိမ့်မြုပ်နှံထားရတဲ့ရုပ်သံလိုင်းနဲ့စပွန်ဆာကုမ္ပဏီတွေအတွက်တော့ထိခိုက်သွားရပါတယ်။သတင်းကြီးပေါက်ကြားခဲ့ရင်နှစ်ဆပြန်ရော်ရမယ်လို့စာချုပ်ရှိတာကြောင့်အင်းမြတ်သူကရော်ရတော့မလားလို့မေးစရာဖြစ်လာပါတယ်နော်။စာချုပ်ပါစီကံအတိုင်းတိတိကျကျအရေးယူမယ်ဆိုရင်အင်းမြတ်သူကရော်ချင်းငွေနှစ်ဆကိုမလွဲမသွေပြီးရော်ရမယ်ကိန်းဆိုင်နေတာပါလူဆိုတော့မှားတတ်တဲ့သဘောရှိပေမဲ့အင်းမြတ်သူကတော့လွဲဖြစ်အောင်လွဲသွားခဲ့ပါတယ်ရှင်အခြားသူတွေကတော့အဆုံးထိဖုံးကွယ်ထားတတ်ကြပေမဲ့အင်းမြတ်သူကတော့တရက်လေးလွဲတာနဲ့တင်ဆုံးရှုံးမှုတွေကလည်းများပြားနေပါပြီထုံးလို့သူတွေဘက်ကအင်းမြတ်သူရဲ့ရိုးသားတဲ့စေတနာအမှားလေးကိုနားလည်ပြီးညှိညှိနိုင်နဲ့ပြေလည်အောင်ဖြေရှင်းနိုင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမယ့်အခြေအနေပါပဲနော်အင်းမြတ်သူဘက်ကစာချုပ်ကိုဖောက်မိတာကြောင့်ပြန်ရောပေးတင်လာဆိုတော့ခေါမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ